ဒါကတော့အရှိရပထမဗီဒီယိုရဲ့အဆက်ပေါ့နော် Dutch စာမေးပွဲဖြေတဲ့အခါမှာ B1 level ကအရန်ခတ်တဲ့ A2 level ရအောင်ဘယ်လိုလုပ်လို့ရလဲဆိုလို့ရှိရင်ပထမတစ်ခုက learnability test လို့ခေါ်တဲ့ IQ စစ်တဲ့အခါမှာကိုကအမှတ်ကအောင်တော့မအောင်ဘူးဒါပေမဲ့လုံးဝဆူဝါးဝါးကြီးဖြစ်တာမဟုတ်ဘူးဆိုလို့ရှိရင်เนาะ B1 level ကနေ A2 level ကိုရှော့ချနိုင်ခြင်းရှိပါတယ်ဒါရှော့ပေးနိုင်တယ်လို့ပြောတာရှော့ကိုရှော့မယ်လို့တော့မဟုတ်ဘူးပေါ့နော်အဲ့ဒါကိုကိုယ့်ရဲ့ municipal ကအရာရှိနဲ့တွေ့တဲ့အခါမှာညှိနှိုင်းနိုင်ပါတယ်ဒါပေမဲ့အမှတ်ကအရန်ကိုဆူဝါးဝါးဖြစ်တဲ့လုံးဝတင်ယူနိုင်စွမ်းမရှိဘူးလို့သူတို့ယူဆတယ်ဆိုလို့ရှိရင်เนาะ zero ထဲကိုထည့်ပေးတယ်ပေါ့နော်သင်တန်းတက်ရတဲ့အုပ်စုပေါ့အဲ့လိုမှမဟုတ်ရင်เนาะ A2 ကို short ပေးတာဖြစ်နိုင်ခြေရှိပါတယ်အဲ့တော့ learnability test မှာမအောင်ဘူးဆိုလို့ရှိရင်ဖြစ်နိုင်ခြေ2မျိုးရှိတယ် A2 ကို short ပေးတာဖြစ်နိုင်တယ်လို့ zero ထဲကိုထည့်တာပေါ့နော်သင်တန်းတက်ရမယ့်အုပ်စုတွေကိုထည့်တာဖြစ်နိုင်ပါတယ်နောက်တစ်ခုကတော့ learnability test ကိုအောင်တဲ့ B1 စာမေးပွဲကိုဖြေရမယ့်လူစီရင်ထဲမှာပါတယ်ဖြေလဲဖြေတယ်ဒါပေမဲ့သူ့ကိုလည်းအခြေအနေတစ်ခုမှ A2 ကို short ပေးနိုင်ပါတယ်အဲ့တော့တချို့ကကြတော့စာမေးပွဲဖြေနေရင်းနဲ့ကိုမအောင်ဘူးတစ်ခါကြားတယ်ဆိုလို့ရှိရင်သူက short ပို့ပေးတာဖြစ်ပါတယ်ဖြစ်နိုင်တယ်ပေါ့နော်ဟိုကကျမရေးအခြေအနေမကောင်းဘူးနောက်ဒီတခြားသောအကြောင်းအရာတွေကြောင့်ဒီစာမေးပွဲကိုကင်းလွတ်ခွင့်တောင်းကျင်တဲ့သူတွေရှိပါတယ်အဲ့တော့ကင်းလွတ်ခွင့်ကလုံးဝကင်းလွတ်တယ်ဆိုတာထက် level short ပေးတာမျိုးပေါ့နော်အဲ့တော့ B1 လို့သတ်မှတ်ထားပေမဲ့စာမေးပွဲတွေအောင်ဖြေနိုင်တဲ့အခြေအနေမရှိဘူးဆိုလို့ရှိရင်သူက A2 level အထိ short ပေးတတ်ပါတယ်အဲ့တော့ချက်ချင်းတစ်ခါဖြေပြီးတစ်ခါကြာတာနဲ့ A2 level ကို short ပေးတာတော့မဟုတ်ပါဘူးအချင်းချင်းဖြေပြီးတော့မှဒါသည်ကိုဒီဖြေနိုင်တဲ့အခြေအနေမှာမရှိတော့ဘူးဆိုတဲ့ဟာကိုတသိခိုင်လုံတဲ့အနေအထားအထိရောက်သွားပြီဆိုလို့ရှိရင်သူတို့ level short ပေးတာမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ case ကိုကင်တွယ်တဲ့ municipal ကလူနဲ့ဒါ individually ပေါ့နော်ဆွေးနွေးရတာဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့စာမေးပွဲ Dutch စာမေးပွဲအကြောင်းနဲ့နိုင်ငံသားခံယူတဲ့အဆင့်လေးတွေကိုပြပြပေးတာဖြစ်ပါတယ်နောက်ရက်ဒီမှာလည်းတခြား visa မျိုးစားတွေနဲ့ပတ်သက်ပြီးတော့ပြပြပေးပါမယ်အားလုံးအဆင်ပြေကြပါစေ bye bye